ဟုတ်ပြီယေမိခန်းကြီး31အငယ်1နဲ့3ကိုဖတ်စီခြင်းနဲ့ယေမိခန်းကြီး31အငယ်1နဲ့3နှစ်ကိုအရင်ဖြစ်ဖြစ်မှန်ဖတ်ရအောင်ယေမိခန်းကြီး31အငယ်1ကိုအားလုံးတွေ့ရင်ဖတ်ရအောင်တဖန်မိန်တော်မူသည်ကထာဘေးနှင့်လွတ်တော်သူတို့သည်တော၌ယေရှုကိုခံရကြပြီးငါသည်ကြွသွား၍ဣသရေလအမျိုးကိုချမ်းသာပေမည်အင်္ဂလိပ်ကျမ်းစာကဒီကောင်ကဟိုဟာထင်တယ် New King James ထင်တယ်နော် King James ထင်တယ် NIV ထင်တယ် New King James ဖတ်ကြည့်အောင်နော်ဒီမှာ NIV မှာဒီမှာတော့ဘယ်လိုရေးထားလဲဆိုတော့ will find favor in the wilderness လို့ရေးတယ် King James မှာကတော့ grace လို့ရေးတယ် find favor in the desert ဆိုဒီမှာဘာပြောလဲဆိုတော့ဒါဘိနဲ့လွတ်တော်သူတို့ဒီဘယ်ထဲမှာလဲတော၌ပြောပါအောင်တော၌ဂျေဇုတော်ကိုခံရကြပြီဘယ်မှာအင်္ဂလိပ်ကျမ်းမှာပြောတယ်ဘယ်မှာဂျေဇုတော်ကိုတွေ့ရမလဲဆိုတော့ found grace in the wilderness found grace ကြောင့်ဂျွန်လာဟာဘုရားသခင်ကကျွန်တော်တို့ကိုဘာဖြစ်စေမလဲဆိုတော့ found grace အာမင်ဂျေဇုတော်ကိုမြင်တွေ့ရမယ်လားဖြစ်တယ် You were found grace in the desert. Say it again. I will found grace in the desert. Amen. ခန္ဓာရထဲမှာဘုရားကဘာတွေ့စေမှာလဲကျွန်တော်တို့ကထင်တာခန္ဓာရထဲမှာမွေတွေတွေ့မယ်ခန္ဓာရထဲမှာကီမီကောက်တွေတွေ့မယ်ခန္ဓာရထဲမှာအပူရှိန်တွေငါတို့ခံစားမယ်တဲ့မဟုတ်ဘုရားသခင်ကဂတိပေးထားတယ်ဒါပဲနဲ့လွတ်ယုံမကပဲနဲ့အဲ့ဒီမင်းဖြတ်တန်းရတဲ့ခန္ဓာရထဲမှာငါဘာဖြစ်စေမလဲဂျေဇုတော်ကိုတွေ့စီမယ်ဟာလေလုယာအဲ့တော့အဲ့ဂျေဇုတော်ကိုခံရပြီးတော့မပြီးသေးဘူးငါသည်ကြွသွား၍ဣသရေလအမျိုးကိုဘာဖြစ်စေမလဲချမ်းသာပေးမယ်အာမင်ပြောချမ်းသာပေးမယ် grace ကကျွန်တော်တို့ကိုဘာဖြစ်စေမလဲဘယ်မှာချမ်းသာမှာလဲတဲခန္ဓာခန္ဓာရထဲမှာချမ်းသာစေမယ်ဂျွန်လာဟာခန္ဓာရထဲမှာဂျေဇုတော်ကိုမြင်တွေ့ရပြီးတော့ဘုရားကခန္ဓာရထဲမှာဘုရားသခင်က He will give you rest He will give you peace He will give you prosperity by the grace of God ပြောပါဦး found grace in the desert Say it again Say it again အဲ့ဒါနေ့တိုင်းလွတ်ချက် I will found grace in the desert ငါဖျားသခင်ရဲ့ဂရုဏာဖျားသခင်ရဲ့ကျေးဇူးတော်ဖျားငါ့ကိုဒီကံရရတဲ့မှာတွေ့စေမယ်ဒီတလုံးမှာကျွန်တော်လူတယောက်ကဖုန်းဆက်တယ်အမှုတော်ဆောင်မယ်တော်ပြီဆရာစီတက်ကြတယ်ခက်ခဲတယ်ပတ်စံမရှိဘူးလက်လျှော့လိုက်ခြင်းနဲ့အရန်ခက်ခဲလွန်းတယ်သူပြောတဲ့ပြဿနာတွေနားထောင်ကြည့်တကယ်ခက်ပါတယ်တကယ်ခက်ပါတယ်အဲ့ဒါသူ့ကျွန်တော်တခုပြောတယ်နင်ကျေးဇူးတော်ယုံလားလို့ပြောတော့ကျေးဇူးတော်ယုံတယ်ကျေးဇူးတော်အကြောင်းဟောလားဆိုအမလီမိုးမောင်ဟောတယ်အဲ့ဒါကျွန်တော်ပြောတယ်ဒါဆိုရင်နင်ယုံတဲ့ကျေးဇူးတော်နင်ဟောခဲ့တဲ့ကျေးဇူးတော်နင်မျှော်လင့်တဲ့ကျေးဇူးတော်ဘယ်အချိန်ရောက်လာမယ်လို့ဘယ်အချိန်မှာတွေ့မယ်လို့နင်မြင်တာလဲအဲကွန်ခန်းထဲမှာတွေ့မယ်လို့ယုံတာလားအားလုံးအစဉ်ပြေတဲ့အချိန်တွေ့မယ်လို့ယုံတာလားခန္ဓာရထဲမှာတွေ့မယ်လို့ယုံတာလားအခုချိန်ကမင်းကျေးဇူးတော်ကိုရှာတွေ့ဖို့အကောင်းဆုံးချိန်ဖြစ်တယ်ကြောက်မှတ်တာညီကောင်မတော်မဒီထဲမှာခန္ဓာရဖြစ်တဲ့သူတို့ချို့တော့ရှိမှာပါမရှိလို့ကျွန်တော်မပြောတင်မင်းကြီးလွှမ်းမိုးတဲ့ဂျိုက်တဲကိုရှောက်ပြီးတော့အရန်ခက်ခဲလွန်းတယ်လက်လျှော့လိုက်တော့မယ်လို့เนาะဒီထဲမှာမရှိတော့ online မှာရှိလိမ့်မယ်ကျွန်တော်ကြည့်တော့ဒီမှာအဲ့လိုရုပ်တွေတရားမတွေ့ဘူးเนาะအာမင်တော်ပြီလို့ပြောကျွန်တော်တို့ယုံတဲ့ဂျေဇုတော်ကဘာမှတွေ့မယ်လို့ယုံတာလဲအဲကွန်ခန်းထဲမှာတွေ့မယ်လို့ယုံတာလားကျွန်တော်တို့ယုံတဲ့ဂျေဇုတော်ဟာအားလုံးအစဉ်ပြေတဲ့အချိန်မှာတွေ့မယ်လို့ယုံတာလားကျွန်တော်တို့မြင်တဲ့ကျွန်တော်တို့ယုံတဲ့ကျွန်တော်တို့ဝင်ခံတဲ့ဂျေဇုတော်ဟာအခုလက်ရှိတင်လိုအပ်နေတဲ့တင်ဖြတ်တန်းနေတဲ့အခက်ခဲဆုံးအချိန်တွေမှာအဲ့ဒီဂျေဇုတော်ဟာတင့်ကိုလာရှာမယ်ဆိုတာယုံစမ်းပါ You have found grace in the deserts This is a prophesy Hallelujah အဲ့တော့အငယ်3မှာဖောက်ရပြားသည်အဝေးကထင်ရှား၍မိန့်တော်မူသည်ကအကယ်စင်စစ်ထာဝရမေတ္တာနှင့်တင့်ကိုငါချစ်၏ထို့ကြောင့်ဂယုဏကျေးဇူးကို
တင်၌ကြာမြင့်စွာပြ၏ ကြောက်ဘုရားသခင်ရဲ့ဂရုဏာကျေးဇူးကခဏတာအတွက်ပဲမဟုတ်ဘူးဘလောက်အတွက်လဲကြာမြင့်စွာပြမယ်ဂရုဏာကျေးဇူးဖြစ်တယ်တပတ်အတွက်ပဲမဟုတ်ဘူးတစ်နှစ်အတွက်ပဲမဟုတ်ဘူးတစ်ရက်အတွက်ပဲမဟုတ်ဘူးကြာမြင့်စွာပြောပေါင်းကြာမြင့်စွာကြောက်ဂျွန်လာရဲ့နေ့ရက်တိုင်းအတွက်ကြာမြင့်စွာခံစားမယ်အရာပါလေ grace နာမတော်ကိုဖျားချီးမွမ်းတယ်အာမင်ကျွန်တော် worship လုပ်နေတဲ့အချိန်မှာเนาะ worship တင်နေကျေးဇူးတင်နေ grace နဲ့ပတ်သက်ပြီးတော့ကဘာပေါ်မှာယုံကြည်တဲ့အဖွဲ့နှစ်ဖွဲ့ရှိတယ်ဘုရားကျွန်တော်အဲ့ဒါကိုပုံနဲ့ပြเนาะတချို့တွေက grace နဲ့ပတ်သက်ပြီးသူတို့ယုံတာကကျေးဇူးတော်က90ရာခိုင်နှုန်းလူဘက်ကလှုပ်ဆောင်တဲ့လှုပ်ဆောင်မှုက90ရာခိုင်နှုန်း90ကဘာမှာ Kevinism တို့เนาะ nism တွေအများကြီးရှိတယ်ကျွန်တော်တို့ဘယ် nism မှမဟုတ်ဘူးနော်ဆိုတော့နေစဉ်နေအများကြီးထဲမှာသူတို့ယုံကြည်ချက်ကတချို့ကကျေးဇူးတော်က90ရာခိုင်နှုန်းတချို့ကလူရဲ့လှုပ်ဆောင်မှုက90ရာခိုင်နှုန်းအဲ့နှစ်ခုပေါင်းမှ100တချို့ကျတော့ကျေးဇူးတော်ကဘလို့ယုံလဲဆိုတော့100ရာခိုင်နှုန်းလူရဲ့လှုပ်ဆောင်မှုမပါဘူးကျွန်တော်ဘယ်အမှန်နဲ့မားတယ်ဆုံးဖြတ်ဖို့ကျွန်တော်မွေးတာလားမဟုတ်ဒါပေမဲ့ကျွန်တော်ဘလို့ယုံနေဆိုတာပဲကျွန်တော်ဝင်ငါမှာအဲ့တော့ဘုရားသခင်ကကျွန်တော်ပုံလေးနဲ့ပုံပြတယ်ငါတာမင်းရောဘယ်ကျေးဇူးတော်ကိုယုံတာလဲကျေးဇူးပြီးကျွန်တော်နောက်ဆုံးပို့ထားတဲ့ပုံ6ဖြစ်မယ်တဲ့နော်ဟိုတရိษံလေးနဲ့ကိုပထမပုံပြရအောင်ညောက်ပုံလေးပြရအောင်ဆိုတော့90ရာခိုင်နှုန်းကျေးဇူးတော်ကဒီပုံကျွန်တော် worship လုပ်တဲ့ဒီပုံမြင်တယ်90ဆိုတာဒီမှာမြောက်မကြီးကခလေးကိုပိုးထားလားအပေါ်အမြင့်ကိုတက်သွားလားဒါပေမဲ့မြောက်ကဘာလုပ်ရလဲမြောက်ကလေးကလည်းဖတ်ထားတယ်ဟိုကလည်းတဲတယ်ခြီတယ်သူလည်းလေးတာပဲဒါပေမဲ့ကျေးဇူးတော်ဆိုရဲမြောက်မကြီးကလည်း90ရာခိုင်နှုန်းလုပ်ပေးတယ်ဒါပေမဲ့အနောက်ကသူ့သားလေးကလည်းဖတ်တွေ့ထားတဲ့ဟာကလည်း90ရာခိုင်နှုန်းပါလားမပါဘူးလားဒါဆိုအမြင့်ရောက်ဖို့ကမိခင်ဆိုရဲကျေးဇူးတော်က90ရာခိုင်နှုန်းအနောက်ကဖတ်ထားတဲ့မြောက်ကလေးကဘယ်လောက်လဲတကယ်လို့ तू မဖတ်နိုင်တဲ့နေ့ဘာဖြစ်သွားမလဲသေချာပေါက်ပြုတ်ကြမယ်အဲ့တော့ပထမကျေးဇူးတော်90ကျေးဇူးတော်ကဘာနဲ့တူလဲဆိုဒီမြောက်နဲ့တူတယ်ကိုဒီဘောအော်ဘုရားကျေးဇူးတော်လည်းပါမယ်ငါလည်းလုပ်ရမယ်ဆိုတော့ဒီမြောက်ကိုတင်မကင်နိုင်တဲ့တနေ့တင်အားမရှိတော့တဲ့တနေ့တင်မစက္ကနိုင်တဲ့တနေ့တင်အားနေချက်တွေပေါ်လာတဲ့တနေ့ကသေချာပေါက်အမြင့်ကနေဘာဖြစ်မလဲကြာမယ်အဲ့ဒါ90 grace 50 grace နောက်ပုံလေးတစ်ပုံပြပါဦး 100% grace ကဒါအမေကြောင်မကြီးကသူ့ကလေးကိုခြိထားလားအမြင့်ခေါ်သွားလားမြောင်းမလည်းခေါ်သွားတယ်ကြောင်မလည်းခေါ်တယ်ဒီမှာကြောင်မလေးကလေးကိုကြည့် तू ကသူ့ပဲလှုပ်ဆောင်မှုဘာပါလဲ rest is it ညင်တာကြောက်စရာလို့လားသူ့ဘက်ကအားထိုက်ရတာရှိလား100ရာခိုင်နှုန်းမ तू ကလှုပ်တာလေမိခင်ကြီးကလှုပ်သွားတာရောက်100ရာခိုင်နှုန်း grace ကဒါ hallelujahတင်အမြင့်ရောက်ဖို့အတွက်တင်ကကတ်ထားစရာမလိုငါမကတ်နိုင်ပြုတ်ကြတော့မယ်နော်လို့ဆိုတော့သူတွေက100ရာခိုင်နှုန်း grace ကိုမယုံတဲ့ဖွဲ့တွေရှိတယ်ဒီကြောင်လေးမှနေမှာကောင်းအောင်ပြန်စဉ်းစားကြည့်ချစ်ကုတ်ထားပြီးငါအောက်ထားမယ်ဖော့တာကိုဖော့ထားမယ်ငါအမေလေးမှဆိုလို့တင်ဘာပဲလှုပ်ထားဘာမှအကျိုးတရားမရှိဘူး100ရာခိုင်နှုန်းကျေးဇူးတော်တင်အမြင့်ခေါ်သွားမယ်တင်အားမရှိရင်လည်းခေါ်သွားမယ်အားနေချက်ရှိရင်လည်းခေါ်သွားမယ်မလုံနိုင်ရင်လည်းခေါ်သွားမယ်Hallelujah ကြောက်စံသာပြယုံကြည်တဲ့နေ့အညီတင်လိုက်ကြောက်ရိုးရိုးလေးပဲ very simple ဒီနေ့မှာကိုကိုစဉ်းစားငါ100ရာခိုင်နှုန်း grace ကိုယုံတာလား90 grace ကိုယုံတာလားကြောက်ကျွန်တော်နဲ့ကျွန်တော်ရဲ့အသင်းတော်ကျွန်တော်ရဲ့အမှုတော်ဆောင်ကျွန်တော်ရဲ့အသင်းသားတွေကိုဒီလိုယုံစေခြင်းနဲ့100ရာခိုင်နှုန်း grace ကိုယုံစေခြင်းငါအမြင့်ရောက်ဖို့အတွက်ငါရဲ့စ조사မှုမပါဘူးငါစ조사နိုင်လို့အမြင့်ရောက်တာမဟုတ်ဘူးငါပြုတ်မကြသွားတာငါရဲ့ခွန်အားကြောင့်မဟုတ်ဘူးငါဒီချက်ပိုအောင်မြင်မှာငါရဲ့ပိုတက်တဲ့ပညာကြောင့်ဘာလဲ100ရာခိုင်နှုန်းကျေးဇူးတော်ပြောပါဦး100ရာခိုင်နှုန်းကျေးဇူးတော်ကြဲလေး100ရာခိုင်နှုန်းကျေးဇူးတော်လက်ကုပ်တီးပါဦးအဲ့ဒီဘုရားဟာလေလုယာကြောက်ဂျွန်လာမှာကျွန်တော် prophet ပြုပြရစီ100ရာခိုင်နှုန်းကျေးဇူးတော်တင်ပို့ဆောင်မယ်အာမင်တင်အစွမ်းစားနဲ့မဆိုင်တဲ့ကျေးဇူးတော်တင်ပို့ဆောင်မယ်ဒီအသင်းတော်ဖခင်က100ရာခိုင်နှုန်းကျေးဇူးတော်နဲ့ပို့ဆောင်မယ်ဟာလေလုယာ
အရေးချင်းရှိချင်းမရှိချင်းနဲ့ဆိုင်ကိုမဆိုင်အောင်ဖျားတဲ့ကံပြောကျွန်တော်ဝိုးရှိတော့ဖျားကံပြောငါသားဒီတော့အောင်မြင်အဲ့ဒါမင်းတော်လုံးလည်းမမစ်မပြလို့မင်းရဲ့ပညာမင်းရဲ့တရားဟောချက်မင်းရဲ့လုံတစ်ခုမှမဟုတ်ငါရဲ့ကျေးဇူးတော်ပို့မယ်ဒီခန္ဓာရဒီခက်ခဲတဲ့ခန္ဓာရဒီ transition ကာလမှာဒီနားမလည်နိုင်တဲ့အဖြစ်အပျက်တွေကြုံနေတဲ့ကာလမှာပဲဖခင်ကဘာလုပ်ပေးမှာလဲတရားရခိုင်တော့ယေရှုတော်နဲ့တင်အောင်ပို့ဆောင်မယ်လက်ကုပ်တီးပါအဲ့ဒီဖခင် hallelujah you will found grace in the deserts I prophesy in the name of Jesus I prophesy in the name of Jesus say it again I will found grace in the desert say it again say it again I will found 100% grace not 50-50 grace 100% grace you will found 100% grace in the deserts I prophesy in the name of Jesus ကျွန်တော်တို့ခံစားတဲ့ယေရှုတော်ဟာလေအားလုံးတက်ကြီးတယ် grace is greater than everything I believe that grace is greater than every situation hallelujah ရှင်လုကာခရစ်ယာန်ခန်းကြီး9အငယ်1နှစ်ကိုဖတ်ကြည့်အောင်လုကာခန်းကြီး9အငယ်1နှစ်ကိုဖတ်ကြည့်အောင်တနေ့တာ၌ယေရှုသည်ကိနေဒရက်အိုင်နာတွင်ရက်လက်နေတော်မူစဉ်လူထုပရိသတ်တို့သည်ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကိုကြားနာရန်ကိုတော်ထံသို့တိုးဝေလာကြ၏ကိုတော်သည်ကာနာတွင်စိုက်ထားသောလေနှစင်းကိုမြင်လေ၏တငါတွေတို့သည်ထိုလေများပေါ်မှဆင်း၍ပိုက်ကွန်များကိုဆေးကြောနေကြ၏ဒါအလုံးသိပြီသားအဖြစ်ပြက်တရားယေရှုကဂိနေတရားအိုင်နာကိုရောက်လာပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်ပြောတယ်နော်ဒီဇက်ကဲရှိကိုဖျားသခင်က purposely လာဖျားသခင်ကကောင်းကင်ကလာတဲ့ယေရှုခရစ်တော်ကသူ့မှာ GPS အတိအကျရှိပြီသားယေရှုတော်ကအတိအကျရှိပြီသားအာမင်သင်နဲ့တွေ့ဖို့အတွက်ဖျားသခင်မှာအတိအကျရှိပြီသားသင်ကယေရှုတော်ကိုရှာလာမို့ယေရှုတော်ကသင်ကိုလာရှာတယ်အခုဒီမှာယေရှုခရစ်တော်ကတက်ကိုဖျားเจ้าမှာတရားမဟောဘဲနဲ့ဘယ်မှာလာဟောလဲဆိုတော့ဟိုးတန်ဃာတွေရဲ့လှေနားမှာလာဟောတယ်ဘသူကြားစီကျွန်တော်ပေတီကိုကြားစီကျွန်တော်ခါရကျွန်တော်တို့ကစောင်းမဟောနဲ့စောင်းမဟောနဲ့သာပြောတာယေရှုလည်းစောင်းဟောတယ်ဖျားเจ้าမှာဟောပေါ့ပေတီကိုကြားစီကျွန်တော်ပေတီရှိရဲ့နေမှာလာယစ်တီနဲ့လာဟောတယ်ဟိုကောင်းလည်းစိတ်ကိုမဝင်စားဘူးသူ business ပဲသူပိုက်ကွန်ရှောကြည့်တော့ဘယ်အချိန်မှရောက်လာလဲအဲ့နှုတ်ကပတ်တော်ဘယ်အချိန်ရောက်လာလဲဆိုတော့ပေတီအားနေအဆုံးချိန်ရောက်လာကြောက်ကြတယ်နံပါတ်1ချက် Grace is greater than your weakness သင်ရဲ့အားနေချက်တွေတဲ့ယေရှုတော်ကပိုကြီးတယ်ပြောပါငါရဲ့အားနေချက်တွေတဲ့ယေရှုတော်ကပိုကြီးတယ်ကျဘဝမှာတစ်ခါပလေအားနေတယ်လို့မြင်မကြောက်နဲ့ဘာဝင်လာဖို့အခွင့်အရေးလဲဆိုတော့ယေရှုတော်ဝင်လာဖို့အတွက်အခွင့်အရေးဖြစ်တယ် Hallelujah အခုဒီမှာယေဘူး very simple ပြပြမယ်ဒီမှာယေဘူးမှာရေပြည့်တဲ့အချိန်မှာထက်ထဲလို့မရတော့ကိုယ့်ရဲ့တော်ခြင်းတက်ခြင်းတွေနဲ့ပြည့်နေရင်ဖခင်ရဲ့ယေရှုတော်ဝင်လာလို့မရတော့အဲ့တော့ဒီယေဘူးကယော့သွားလေယော့သွားတယ်လို့ပဲမမြင်စေချင်ဘူးထပ်ပြေဖို့အခွင့်အရေးတွေရှိလာတယ်လို့မြင်ရမှာဖြစ်တယ်အဲ့တော့ဒီရေဘူးကုံသွားရင်ဒီရေထက်ပိုကောင်းတဲ့အာဟာရအချိုရည်လည်းရောက်လာနိုင်တယ်။ကော်ဖီလည်းဝင်လာနိုင်တယ်။ဟာလေလုယာပိုကောင်းတဲ့အရာဝင်လာနိုင်တယ်။ကျွန်တော်တို့တတထဲမှာအားနည်းဆုံးအချိန်ဟာလေစီးပွားရေးမှာအားနည်းဆုံးအချိန်မိသားစုမှာအားနည်းဆုံးအချိန်ကိုယ့်ရဲ့ဘဝတတထဲမှာအားနည်းဆုံးအချိန်ဟာစိတ်တက်ကြမဲ့အချိန်မဟုတ်ဘူး။ယေရှုတော်ဝင်လာဖို့အတွက်အကောင်းဆုံးအချိန်ပြောအကောင်းဆုံးချိန်ဓာတ်ပုံလေးပြပါပထမပုံလေးကြည့်ဟောတရားဟောနေယေရှုကပေတရုကစိတ်ဝင်စားငါမရှိတဲ့ပိုက်ခွန်မဲရှော့ယေရှုဟောတဲ့တရားဟောချက်စိတ်ဝင်စားတာငါမရှိဘူးဒါပဲသူ business ကိုသူ focus လုပ်အကြီးကြီးပိုက်ခွန်ရှော့ကျွန်တော်အဲ့တော့တကောင်မှငါမရှိဘူးပိုက်ခွန်ထဲမှာလည်းမရှိဘူးလှေထဲမှာလည်းတညလုံးသူစူးစမ်းဖမ်းပြီးပြီသူစိတ်တကြပြီးတော့အကြီးကျယ်ငါ
ဒီပုံတွေ့တဲ့ကမှာတစုံတယောက်ကိုကျွန်တော်သတိရတယ်လို့ပဲနော်တလောက်ကောင်းမြတ်တဲ့ယေရှုဟာတကယ်နမိတ်လက္ခဏာအရှင်ကဘေးနားမှာတရားပွဲလုပ်တာသူစိတ်ကိုမဝင်စားဘူးပိုက်ကုန်ပဲသူ့လုပ်ပဲသူလုပ်တယ်ဒီနေ့ဟောချင်တာဟောကျွန်တော်ထင်တယ်မှာယေရှုကလည်းကွာဖျက်ကြောင်းကတော့ခေါ်တာမဟုတ်ဘူးတရားစက်တွေအများကြီးရှိတယ်ဘလို့တန်ခါတွေနားမှာလာပြီးတော့ငါတို့နားမှာလာပြီးနားညှိလိုက်တာသူလည်းထင်တယ်မှာဟောတကပိုက်ကုန်အတကုံဆွတ်လျှော်မဟုတ် grace က focus ရှိဖျက်တဲ့ကင်ကအားနည်းဆုံးချိန်မှာပေတရုတကားလာခောက်ပေတရုမင်းစူးစမ်းပြီးပြီမင်းမစူးစမ်းတာမဟုတ်မင်းအရေးချင်းနဲ့မဖြစ်နိုင်တဲ့ဘဝတွေမင်းကိုယ်တိုင်စူးစမ်းခဲ့ပြီးပြီအခု grace ကဘာဖြစ်လဲအလားရောက်ကြောက်ကျွန်တော်ပြောမယ်ဒီကောင်မတော်အားနည်းဆုံးချိန်မှာလေဂျေစုတော်အခွင့်အရေးပေးဖို့အကောင်းဆုံးချိန်ပဲဟာလေလုယာအဲ့တော့အခုသင်ခက်ခဲတယ်ကွာသင်ယုံကန်ရတယ်ကွာသင်လမ်းပြောက်တယ်ကွာနော်ဒီတစ်ပတ်ပဲဆရာမုံတောင်ရဲ့တရားဟောချက်အတူတူတက်လာတော့ကျွန်တော်အရင်ကောင်းကြည့်ရတယ်ဆရာပြောတယ်လူတွေအားတဲ့ဘာလို့မှမသိတဲ့ဟိုအောက်ဆုံးချမ်းပြင်ဒီကြားဖို့လိုတယ်တဲ့အဲ့လိုကြားမှအဲ့ဒီအချိန်ကအောက်ဆုံးရောက်သွားတဲ့အချိန်ကဖခင်နဲ့အန်ကောင်းတာတိဖို့အကောင်းဆုံးချိန်ပဲကျွန်တော်လည်းပြောပြရစီတခါပလီကျွန်တော်တို့ကအဆိုးဆုံးအရာတွေတွေးတဲ့အချိန်မှာကျွန်တော်တို့ကဘာသိဖို့လဲဆိုတော့ grace focus ဖခင်သခင်ရဲ့ဂျေဇုတော်ကငါအခုအားအနည်းဆုံးအချိန်မှာဂျေဇုတော်ကိုတကားဖွင့်ပေးဖို့အကောင်းဆုံးချိန်ဆိုတာသိရမယ်ဂျေဇုတော်ကငါဘဝထဲမှာအလုံးလုံးတာဖို့ဂျေဇုတော်ကိုမြင်တွေ့ရဖို့ဂျေဇုတော်ကဥဆောင်ဖို့ဂျေဇုတော်ရဲ့ကောင်းမြတ်ခြင်းကိုမြင်တွေ့ရဖို့အကောင်းဆုံးကာလဆိုတာသိရမယ်ကြောက်နှစ်ကောခန်းကြီး7နှစ်မှာရှင်ဘောလူကတလို့ပြောတယ်အငယ်9ကိုဖတ်ရအောင်နှစ်ကောခန်းကြီး7နှစ်အငယ်9ဖတ်ရအောင်တို့တော်ကိုရောကငါ၏ဂျေဇုသည်တင့်အတွက်လုံလောက်ပေ၏အကြောင်းမူကားငါ၏တကိုးရီအားနည်းချက်အဖြစ်၌ပြည့်စုံတတ်သည်ဟုငါအားမိန်တော်မူ၏ထို့ကြောင့်ခရစ်တော်၏တကိုးရီငါအပေါ်တည်နေမိအကြောင်းငါသည်ငါ၏အားနည်းခြင်း၌တာ၍ဝမ်းမြောက်စွာဝါကြွားမည်ရှင်ဘောလူကဘာပြောလဲဆိုရှင်ဘောလူမှလည်းအားနည်းတဲ့ချိန်ရှိလားရှိတယ်သူစစ်တောင်းတာအဖြေမရတဲ့အချိန်ရှိတယ်အဲ့ဒီအချိန်မှာ तू ကဘုရားသခင်က तू ဘာလို့လဲဆိုအော်လူတဲ့ तू အဖြေတစ်ခုပဲပေးတယ်ငါဂျေဇုကမင်းအတွက်လောက်တယ်ပြောအောင်ဘုရားဂျေဇုကငါအတွက်လောက်တယ်ပြောပါငါအတွက်လောက်တယ်ဂျေဇုတော်ကလောက်တယ်ဟာလေလုယာအဲ့တော့ဂျေဇုတော်ရဲ့လုံလောက်မှုကိုပြပြမယ်ဂျေဇုတော်ကဘလို့အလုံးလုံးတယ်လဲဆိုတော့သင်က100%မှာ30ပဲအားနေချက်ရှိရင်ဂျေဇုတော်ကသင်ဘဝတွေကိုဘလောက်ပဲဝင်လာမယ်သိလား30ပဲဝင်လို့ရတယ်သူ့ဘဝမှာတော့ဆရာဒန်နီရဲ့ဘဝမှာတော့ဂျေဇုတော်အများကြီးတွေ့တယ်ဟိုနောက်တစ်ယောက်ရဲ့ဘဝမှာတော့ငါဂျေဇုတော်နည်းနည်းပဲတွေ့တယ်ဆိုတာဘာကြောင့်လဲဆိုတော့သူ့ဘဝမှာဂျေဇုတော်လိုအပ်ချက်ပိုများလို့ဟာလေလုယာသူ့ဘဝမှာသူ့ရဲ့ကောင်းမြတ်ခြင်းသူ့ရဲ့တော်ခြင်းတက်ခြင်းတွေနဲ့ပြည့်နေဘာဝင်လို့မရဘူးလဲဂျေဇုတော်ဝင်လို့မရဘူးမရှိကျန်တာလေအကြောင်းမူကားတဲ့ငါတကူအားတဲ့ဘယ်မှာပြည့်စုံလဲအားနေခြင်းအဖြစ်၌ပြည့်စုံတတ်တယ်ငါအမေဖျက်တဲ့ခင်ကသူကစကားပြောဖျက်ပြောတယ်ပေါ်လူတယ်မင်းအားနေတယ်မလားကိုတော့ကျွန်တော်အရင်အားနေတယ်ကျွန်တော်ဒီချိန်ကအားနေဆုံးမပြောတော့ဖျက်တဲ့ခင်ပြောတယ်အဲ့ဒါစိတ်တကြမဲ့ချိန်မဟုတ်ဘူးလေမင်းအားနေလေငါတကူကမင်းဘဝထဲမှာနေရာယူနေပဲ the power of grace ဒီချိန်မှာသင်စီးပွားရေးမှာဖျက်ရဲ့တကူတော့နေရာယူဖို့အကောင်းဆုံးအာမင်ထရီရောက်ရှင်ဖျားကောင်းကြီးပါသင် financial မှာဖျားရဲ့တကူတော့ကျေးဇူးတော်နေရာယူဖို့အကောင်းဆုံးစိတ်ကြကြတယ်မပြောနဲ့ဒီချိန်ကအားနဲ့ငါရဲ့တမိုင်းတစ်လျှောက်မှာဒီချိန်ကအားနဲ့ဆုံးပဲလူတိုင်းမှာအားနဲ့ဆုံးစိတ်ရှိတယ်အားနဲ့ဆုံးပဲဒါပေမဲ့ဖျားရဲ့တကူတော့ပိုအားကြီးစွာနေရာယူဖို့အခွင့်အရေးဖြစ်လာတယ်ဟာလေလုယာရောက်ရှင်ပေါ်လို့ပဲလေငါတာ၍အားနေခြင်းကိုမြင်တဲ့အခါငါစိတ်တက်ကြတယ်မပြောဘူးဘာပြောလဲတာ၍ပြောကြည့်ပါဦးတာ၍ကြည့်ကြပြောတာ၍ကြောက်အားနေချက်တွေတွေးတဲ့အခါမှာစိတ်တက်တာ၍စိတ်တက်ကြတဲ့ခဲမှာမပါဘူးကျေးဇူးတော်ကိုနားလဲတယ်ဆိုရင်အားနေချက်တွေတွေးရင်သားသမီးတွေအားနေရင်ခင်မွန်းတဲ့ဇနီးတွေအားနေရင်အိမ်တောင်မှာအားနေချက်တွေတွေးရင်တာ၍စိတ်တက်ကြမှာတာ၍ဝမ်းမြောက်ရမှာငါဘဝထဲမှာဂျေဇုတော်ဟာပိုနေရယူလာတော့မယ်ပြောဂျေဇုတော်ဟာပိုနေရယူလာတော့မယ်တာ၍ကြည့်ပြောတာ၍စေရခင်တာ၍ဖြတ်တဲ့ခင်ဂျေဇုတော်တာ၍နေရယူပါစေ
ဒါရှင်ဘောလူကအဲ့ spiritual principle နားလေတော့ဆိုကျွန်တော်တို့ကအားနည်းချက်တွေရင်တာပြည့်စိတ်တက်ကြတယ်တာ၍မကောင်းပြောတယ်ဟိုလူအဖြစ်တင်တယ်ဟာမင်းကြောက်တယ်လို့ဖြစ်တာယောက်ျားနင်းကြောက်ဖြစ်တာဟာမိန်းမနင်းကြောက်ဖြစ်တာဟာတာနင်းကြောက်ဖြစ်တာဟာနိုင်ငံဟလာ trend နင်းကြောက်ဖြစ်တာနင်းရဲ့ဥပဒေတွေကြောင့် no မဟုတ်ကြမ်းမနော်ဖျားခွင့်မပေးရင်စာငတ်တကောင်တော်မြေပေါ်မကြောက် hallelujah ဖျားခွင့်မပေးရင်စာငတ်တကောင်တော်မြေပေါ်မကြောက်အားလုံးကဖျားရဲ့လက်ထဲမှာပဲရှိတယ်ကြောင့်ငါဒီအချိန်မှာငါဘဝတမိုင်းမှာငါပြီးခဲ့တဲ့ကာလတွေအားလုံးပြငါငွေကြေးမှာအားနည်းဆုံးလို့မြင်ဗာမြင်လို့ဒီငွေကြေးမှာဖခင်ရဲ့အားကြီးတဲ့ကျေးဇူးတော်အကြီးအကျယ်အလုံးလုံးရမယ်အချိန်ရောက်လာပြီဟာလေလုယာပြောပေါင်းတာ၍အဲ့တော့နံပါတ်1ကျေးဇူးတော်ကသင်အားနည်းချက်ချက်ပူကြီးမြတ်တယ်အဲ့အားနည်းချက်တွေကိုကိုညီယုံမဲမဟုတ်ဘူးအားနည်းချက်တွေပျောက်သွားတဲ့ဒီဖခင်ဖုံးလွှမ်းခြင်းကျေးဇူးတော်ရောက်လာရင်အားနည်းချက်တွေကနေပြီးတော့နည်းနည်းလေးအစဉ်ပြေတော့မှမဟုတ်အားနည်းချက်မရှိတဲ့ဘဝကိုဘုရားပို့ပလိုက်မှာဟာလေလုယာပြောအားနည်းချက်မရှိတဲ့ဘဝဖျားတဲ့ကင်တင်ခံစားပြီးပါစေအားနည်းချက်တွေပျောက်သွားတယ်ဒီဘုရားသုံးတဲ့သူတွေကြီးအားလုံးအားနည်းတာပဲမဟုတ်ဘူးလားမောရှေကိုဘုရားသခင်ခေါ်တော့ကမောရှေငါလူတွေတွက်ခဲ့ဆိုတော့စကားမပြောတတ်ဘူးတဲ့စကားမပြောတတ်အောင်လက်အမမို့တယ်သူကမောရှေလောက်စကားပြောတတ်တာဘယ်လိုရှိအောင်တာပြောတတ်တာဖခင်တခင်တော်ကြွေအောင်ပြောတာဖခင်တခင်တော်ကြွေအောင်ပြောတာဖခင်တခင်တော် तू ပြောရင်တအားကြွေဒါပေမဲ့ तू ကဖခင်တခင်ရှိမှ तू ဘာပြောလဲဆိုတော့ကျွန်တော်အားနေတယ်အဲ့အားနေချက်ကိုသဘောပေါက်သွားတယ်ဖခင်တခင်သူ့ရဲ့တကူတော်နေရာယူလာဟာလေလုယာကြီးတောင်လည်းပြောတယ်ဟာကျွန်တော်အစင်းရဲဆုံးနဲ့ကျွန်တော်ညီကိုမောင်တော်မတွေမှာကျွန်တော်အစင်းရဲဆုံးကျွန်တော်အမျိုးတွေမှာကျွန်တော်အငယ်ဆုံးနဲ့မဖြစ်နိုင်ဘူးတဲ့အဲ့မဖြစ်နိုင်တဲ့အားနေတဲ့မှာဖခင်ရဲ့ကျေးဇူးတော်ရောက်လာဖြစ်နိုင်ကျွန်တော်ဖတ်ကြည့်လိုက်ဖြစ်နိုင်တယ်ဆိုရင်လူတယောက်ကမှဘုရားမသုံးခဲ့ဘူး။ဘာကြီးဘုရားကြီးမှသုံးခဲ့သူအလုံးဖြစ်နိုင်တယ်နော်ကျွန်တော်ဘုရားသခင်ငါမင်းကိုခေါ်တော့ဟုတ်ကဲ့ကျွန်တော်ချမယ်ဆိုတော့တရားမှမရှိဘူး။ဟုတ်လို့လားကိုတော့ကျွန်တော်တော့အားနေတာကြီးပဲဝင်ခံဘာလို့ဆိုတော့သူတို့အားနေချက်နေရာမှာဘုရားတကူတော့နေရာယူလာတာ။ကြောက်ဖြစ်နိုင်တယ်လို့သင်မြင်နေဆိုရင်သင်အဲ့စင်းထဲမှာမပါသေးဘူး။မဖြစ်နိုင်ဘူးလို့မြင်သိချတယ်ဘုရားသုံးမဲ့စင်းမှာသင်ပါတယ်။ဟာလေလုယာသင်လည်းဂီတောင်လိုလူပဲ။ဟာလေလုယာသင်လည်းတကယ်မောရှေလိုလူပဲ။ဟာလေလုယာတခုခုလောက်တိုင်းမှာကျွန်တော်ဖြစ်နိုင်တယ်လို့မြင်ခဲ့တဲ့ဟာတွေမရှိပါဘူးမဖြစ်နိုင်ဘူးလို့မြင်ခဲ့တဲ့ဟာတွေပဲဒါပေမဲ့ကျွန်တော်ပြပြတယ်ကျွန်တော်ရဲ့အရေးချင်းကိုကြည့်ပြီးတော့လုပ်ခဲ့တာမဟုတ်ဖခင်ရဲ့ကျေးဇူးတော်ပေါ်မှာပဲဆုံးဖြတ်ခဲ့တာကျေးဇူးတော်ပေါ်မှာဆုံးဖြတ်ချလိုက်သူဖြစ်ပါစေအဲ့တော့နံပါတ်1ချက်ကြည့်အောင်လုကာခန်းကြီး9ကိုပြန်သွားကြည့်အောင်အငယ်4နဲ့5လုကာခန်းကြီး9အငယ်4နဲ့5ဖတ်ရအောင်ဟောပြောသွန်သင်ပြီးသောအခါကိုရောသည်ရှေမုန်အားရေနဲ့ရာသို့ရွှေ့လော့ဒင်တို့၏ပိုက်ကွယ်များကိုချ၍ငါဖန်ကြလော့ဟုမိန့်တော်မူ၏ရှေမုန်ကလည်းသခင်ကျွန်ုပ်တို့သည်တညလုံးကြိုးစားဖန်ကြတော်လဲတကောင်ကိုမျှမရကြပါသို့သောကိုရောအမိန့်တော်ရှိတော်မူသည်ဖြစ်၍ပိုက်ကွယ်များကိုချပါမည်ဟုရှောက်ပြီးနောက်အဲ့တော့လှေပေါ်မှာယေရှုကဘာမှမရှိတဲ့လှေပေါ်မှာတက်ပြီးတော့နော်တရားဟောတယ်တရားလည်းဟောလဲဟောပြီးတော့သိတာပေါ့သူတာတရားဟောတာပေတရုကမျက်နှာမကောင်းဆိုတာသိတာပေါ့နော်သူလည်း prophet ဆိုကျေးဇူးရှိရဆိုတော့မျက်နှာတစ်ခါတည်းလက်ငပုတ်ဖမ်းတယ်လို့နော်နေချက်တယ်လို့လာချက်တယ်လို့ဖြစ်နေတော့သိတာပေါ့နော်အာမင်လည်းမထူပါလည်းမထူခတ်တီတီနဲ့နေတော့အဲ့ဒီတော့ယေရှုကချက်ချင်းပြောတယ်ကဲပေတရုတဲ့ဟောပြောပြီးတာနဲ့နော်ယေရှုကကျေးဇူးတော်ကလေ spiritual ပဲစိတ်ဝင်စားတာမဟုတ်ကျွန်တော်ရဲ့ physical ကိုလည်းစိတ်ဝင်စားတာကျွန်တော်ရဲ့ spiritual လိုအပ်ချက်ကိုပဲထောက်ပံ့တာမဟုတ် physical လိုအပ်ချက်ကိုလည်းမြင်တဲ့ဖရားဖြစ်အဲ့တော့ယေရှုကပြောတယ်ကဲပေတရုတဲ့ရေနဲ့ရရက်ကိုရွှေ့ပြီးတော့ငါ့ကိုအုပ်ဖမ်းစမ်းပါလို့ပြောတော့အဲ့ဒီမှာပေတရုကပြောကိုတော်တဲ့တညလုံးစူးစမ်းပြီးပြီတဲ့စူးစမ်းလားကြောက်တစ်လုံးမှတ်တာပါတစ်လုံးမှတ်တာပါကျေးဇူးတော်ကကျွန်တော်တို့ရဲ့ကြိုးစားမှုရလတ်တဲ့ပုံကြီးတယ်ဖခင်ကတညလုံးပေတရုကိုကြိုးစားကြတယ်ဒါလို့မနေ့ကလေးကပေတရုရှိလာရင်ဇလန်းပြတ်ပြီမဟုတ်ဘူးတညလုံးပေးကြိုးစားတယ်တညလုံးကြိုးစားတယ်ရလက်ကောင်းမတွေ့တော့ပေတရုစိတ်တက်ကြတယ်ကဲကျွန်တော်ဓာတ်ပုံနံပါတ်1ကိုပြပါအောင်ပုံလေး2ကိုပြပါအဲ့တော့ယေရှုကပြောတယ်ကဲရင်နဲ့ရရက်ကိုရွှေ့ဆိုတော့ပေတရုကရင်နဲ့ရရက်ကိုရွှေ့တော့အောက်ကိုကြည့်တော့ဒီဂိနေတရက်အိုင်ဆိုတာကျွန်တော်နှစ်ခေါက်ရောက်ဘူးအရန်ရည်ကြည့်တာ
ကျွန်တော်အဲ့တော့ပေတရုမျက်စိနဲ့ပိုက်ကုံအုပ်ဖို့အတွက်အောက်ကိုလဲကြည့်ရောဘာငါမှမရှိအမိုက်တောင်မရှိကဲကြည့်နော်ကဲရေနိုင်ရရက်ကိုရွှေ့ဆိုတော့ပိုက်ကုံကဆေးပြီးပြန်ဆေးရဖို့ကမလွယ်ဘူးနော်ဒါပင်မနော်အဲ့တော့လမ်းရှိုးလို့တော့ဟာအောက်မှာလုံးဝအခြေအနေကြည့်မယ်ငါကရေထဲမှာမျက်စိနဲ့ကြည့်တဲ့အခါမှာမရှိဘူးတော့ညလေတညလုံးစူးစမ်းပြီးပြီအခုလေယေရှုကချလို့သာပြောတာရေနဲ့ရရက်ကိုတွားပြီးကြည့်လိုက်တော့ငါမရှိဘူးကြည့်မလားကျွန်တော်တို့လိုချင်တဲ့ကျွန်တော်တို့ရှာတဲ့ကျွန်တော်တို့စူးစမ်းတဲ့ဟာတွေကလေလူမျက်စိနဲ့ကြည့်ရင်တော့မရှိဘူးအဲ့ဒီ physical realm နဲ့မှမရှိဘူးတချို့ဟာတွေလုတ်တဲ့အခါမှာယုံကြည်ခြင်းနဲ့လောက်ရဘာနဲ့လောက်ရလဲယုံကြည်ခြင်းနဲ့ဂျေဇုတော်ကယ်တင်ခြင်းရတယ်ဆိုတာဘာကိုယုံရတာလဲဂျေဇုတော်ကိုယုံရတာဟုတ်တာမဟုတ်လားဒါဆိုရင်ယုံကြည်ခြင်းဆိုတာမြင်ရတဲ့အပေါ်မှာလားဂျေဇုတော်အပေါ်မှာလားကျွန်တော်တချို့သောလှုပ်ဆောင်မှုတွေကဘုရားသခင်ကတင့်ကိုလှုပ်ပါလို့ပြောရင်တခြားနားထောင်တချို့လှုပ်တဲ့အခါမှာယူးကြောင်နိုင်လိမ့်မယ်တင့်အုံလုံးနဲ့တွက်ကြည့်မယ်ဒီလိုမျိုးတကောင်းမှမရှိတဲ့ဒါပေတရုညံမှာစဉ်းစားလို့ရအောင်ကျွန်တော် AI နဲ့ထုတ်ထားပြီးတယ်ခင်ဗျားကပေတရုညံမှာဆိုခင်ဗျားရေထဲချမလားပိုက်ကွန်ချမလားကိုတော့ပဲယူတာလားကျွန်တော်ပဲယူတာနှစ်ယောက်လုံးပေါင်းယူတာလားကျွန်တော်မျက်စိကောင်းတယ်ကြည့်တယ်တကောင်းမှမရှိတာဖြတ်သွားတဲ့ငါးလေးတကောင်မြင်အောင်မှကျွန်တော်မစိုးတာ confirmation ဆိုပြီးတော့เนาะလက်တဆုပ်စာမိုးတိမ်မြင်တယ်ဆိုကျွန်တော်ပြစ်လိုက်အောင်ပါအခုကတကောင်းမှမရှိတဲ့ဒီကန်ထဲကိုဒီအိုင်ထဲကိုတညလုံးလဲစူးစမ်းပြီးအချိန်ချင်းလဲစူးစမ်းကျွန်တော်ငပြင်းတကောင်မဟုတ်ဘူးကျွန်မတာချွတ်တော်သူတွေကလည်းပြင်းလို့ကြာရှုံးတာမဟုတ်ဘူးကျေးဇူးတော်မယုံလို့ကြာရှုံးတာပြန်ပြောမယ်ချွတ်တော်သူတွေကပြင်းလို့ကြာရှုံးတာမဟုတ်ဘာမယုံလို့ကြာရှုံးတာတိလားကျေးဇူးတော်မယုံလို့ကြာရှုံးတာကျေးဇူးတော်ပေါ်မှာစိတ်မချလို့ကြာရှုံးတာကိုတော့အခြေအနေတဲမှာမရှိဘူးယေရှုကပြောတယ်ရင်းနဲ့ရက်ကိုရွှေ့ငါဥစ္စာမှာကိုတော့တဲ့တညလုံးစူးစမ်းပြီးတကောင်မှမရဒါပေမဲ့ကိုတော့အမိန်တော်ရှိတယ်ဆိုရင်တဲ့ကျွန်တော်လုပ်ပါမယ်ဆိုပြီးတော့ပိုက်ခွန်ပစ်ထလိုက်ကြည့်ဒုတိယပုံနောက်ပုံတော့ nextဝါငါတွေကအတကူရောက်ငါတွေကပြောနေဖုန်းခေါ်တယ်ကောင်းကြီးလိုချင်တဲ့ဟောမြင်မြန်လားအဲ့ဒီကန်ထဲကရှိတဲ့ငါတွေအကုန်လုံးကတခါတဲ့အတကုံအလူရဲ့စက်ကပ်ဖို့ပေတူပိုက်ခွန်တွေကိုစက်ကပ်ဖို့တဲ့ Viber တွေ WhatsApp တွေနဲ့ Messenger တွေနဲ့ခေါ်တယ်ကောင်းကြီးလိုချင်တဲ့အဲ့တော့တချို့က line မမိတဲ့ဖွဲ့တွေစက်ကောက်သွားပြီးပြန်သွားတဲ့ဖွဲ့တွေရှိတယ်ငါချုံမရဘူးအခုတော့မရှိဘူးခုနမရှိဘူး reality ထဲမှာ saturation ထဲမှာမရှိဘူးကျွန်တော်တို့ရှာနေတဲ့ကျွန်တော်တို့တညလုံးစူးစမ်းတယ်တစ်သက်လုံးစူးစမ်းတယ်ကောင်းကြီးဆိုတာက saturation ဆိုတဲ့အခြေအနေထဲမှာပဲမရှိဘူးဘယ်မှာရှိတော့ကျေးဇူးတော်ထဲမှာ grace ထဲမှာပဲရှိတယ် hallelujah ဘာလို့ရတာလဲလှုပ်ကြည့်ရတာလှုပ်ယုံကြည်ခြင်းနဲ့ဘာလို့လဲတိုက်ကွန်ချကြည့်ရတာခါလေယူတယ်လို့ခံစားရင်ခံယူပါစေဘာမှမရှိဘူးဟုတ်တယ်မလားမနုဖုန်လည်းခဏခဏပြောတယ်ချင်းတောင်မှာနှုတ်ထမှုဖြစ်တော့ prophet တွေကပြောတယ်ဟေးအဲ့ဒီထဲမှာတဲ့ဒေါ်လာတွေကောက်တဲ့ဆိုတော့စာလာအိတ်တွေချွတ်အိတ်တွေယူပြီးတော့ဒေါ်လာတွေကောက်တဲ့ဘာဒေါ်လာမှမရှိဘူးဒေါ်လာမပြောနဲ့မြန်မာငွေတောင်မရှိဘူးဟောရှုပ်ပါလေမြန်မာငွေမပြောနဲ့သိရွက်လည်းမရှိဘူးပြောင်းမှုရပဲရှိတယ်ချင်းတောင်မှာဘာလို့ကသိလားအကြီးကျယ်ယုံကြည်ခြင်းနဲ့ကောက်တဲ့ prophet ကပြောတယ်မမလေးကောင်းကြီးချလာပြီးဒေါ်လာတွေဆိုဟာအကြီးကျယ်အဲ့တချို့ရည်တဲ့ဖွဲ့တွေရှိတယ်ငါပေါ်ငါကြောင်နေဘာတွေချောက်ကောက်တဲ့တွေလည်းမသိဘူးအခုအဲ့ဒီယုံကြည်ခြင်းနဲ့အိတ်ထဲကိုလေထဲမှာမမြင်ရတဲ့ထဲမှာဒေါ်လာတွေကောက်ထဲတဲ့အဖွဲတွေဟာဟာလေလုယာအခုအမေရိကတို့ဩစတြေးလျမှာဘာတွေထည့်နေပြီလဲဒေါ်လာတွေထည့်နေပြီအာမင်ဟိုမှာဂျောရှုအာဘန်ကြည့်ပါဦးဟေးငါတို့သားသမီးတွေငါတို့မိတ်ဆွေတွေလည်းရက်ွက်တမှာရံဖြစ်တာပဲတပြားမရပြန်လာ yes ကမှတော့ကြွေးရဒါပဲရှိတယ်ဟိုကောင်လူရှိမှကင်မရာရှိမှရံဖြစ်ပြတာပတ်စံနဲ့ရနေတော့မှာHallelujah မဲအဲ့ရံပြတဲ့စိတ်မစွဲပြအားလုံးအားပေးသေးတယ်ချာတဲ့ဟုတ်တယ်မလားပတ်စံနေရတယ်ကကြည့်အခုတပွဲနဲ့မနီအခုနော်မနေ့ကကျွန်တော်သတင်းတစ်ခုဖတ်တယ်ဆိုရင်မိုက်တယ်ဆန်တော့မှနောက်တပွဲအတွက်တဲ့ဂျောရှုအာဗန်နီးပြလုပ်ပေးမယ်ကမ္ဘာချန်ပီယံကြီးစိတ်ဝင်စားလာဂျောရှုအာဗန်ငါနီးပြလုပ်ပေးမယ်ဒီကောင်ဒီထက်ပိုအောင်မြင်ဟာကြည့်ဝတ်စရာကြီးရက်ကွက်ထဲမှာရံဖြစ်နေတဲ့ကောင်တွေအများကြီးသူများကိုထွေးပတ်စံရတာကြည့်စမ်းတချို့ကဘိုးဘေးတွေမိခင်တွေဖခင်တွေဆူတောင်းခြင်းထဲမှာယုံကြည်ခြင်းနဲ့ဒေါ်လာတွေသိမ်းခဲ့တာလေဟုတ်တယ်မဟုတ်လားထည့်ခဲ့တာအခုကြည့်အိမ်နဲ့တော့မဟုတ်တော့ဘဏ်ကောက်ထဲကိုဒေါ်လာတွေရောက်လာတာဟာလေလုယာဘယ်ထဲမှာပဲရှိတာလဲခင်ဗျားရှာတဲ့ဟာဘယ်ထဲမှာပဲရှိတာလဲ
Jesus တော်ထဲမှာခမမြင်တတ်မယ်ဆိုရင်တညလုံးစ조사ရှာလို့မရတယ်တခဏချင်းထဲမှာ Jesus တော်ကဘာလို့ turn around လုပ်ပလိုက်တယ် Hallelujah ကြည့်ပေတရုဘာဖြစ်သွားလဲခဏလေးတွေ့မှာငါးနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်သွားတယ်အရင်တော့ကလည်းငါးအများကြီးမိပြီဒါပေမဲ့အဲ့လောက်တစ်ခါမှမရဘူးအဲ့ဒီနေ့မှာငါးဘလောက်ရလဲဆိုတော့နှစ်ခုဖြစ်တယ်တစ်ခုကဘာလဲဆိုတော့သူ့ပိုက်ကွန်စုပ်ပြတ်တယ်တဲ့ဘာဖြစ်လဲမလားကျေးဇူးရောက်လာတဲ့ခါမှာလေဘာလို့ပိုက်ကွန်စုပ်ပြတ်လဲလားဘာလို့ပေတရုငါးဖန်တာနှစ်ခါရှိတယ်ယောဟန်ခန်းကြီး20မှာလည်းနောက်ဆုံးတစ်ခေါက်ငါးတော်မြတ်အဲ့တော့ပိုက်ကွန်မပြဲဘူးအဲ့တော့ဒီတစ်ခေါက်မှာပိုက်ကွန်ပြဲတယ်ဘာလို့အနောက်တစ်ခေါက်မှာပိုက်ကွန်မပြဲပဲဒီတစ်ခေါက်မှာပိုက်ကွန်ပြဲလဲဆိုတော့ကျေးဇူးတော်ကဘာလို့ပြလဲလဲဆိုတော့ကျွန်တော်တို့ဘဝရဲ့လေ limit တွေအားလုံး break လုပ်လိုက်Hallelujah ကျွန်တော်တို့ရဲ့ limit တွေဘုရားသခင်ကောင်းချီးပေးလိုက်သင် limit လောက်ထားတဲ့အမြင့်ဆုံး limit ကိုသင်အသက်မတာငါတစ်နှစ်မှာဒေါ်လာဘယ်နှသန်းရမယ်ဆိုတဲ့ limit ကကျေးဇူးတော်ရောက်သွားရင်အဲ့ဒီ limit က break ဖြစ်သွားမယ်လွယ်လွယ်လေးဘာဖြစ်သွားမလဲ break out ဖြစ်သွားမယ် Hallelujah ကျေးဇူးတော်ကသင်ကို break out လုပ်ပါစေသင်ရဲ့ limit တွေကို break out လုပ်ပါစေတလုံးဝင်ခဲ့ဘူးတဲ့ဝင်ငွေတွေအားလုံးကိုဘာလုပ်ပါစေလဲ break လုပ်ပါစေ Hallelujahကျွန်တော်ဘုရားမှာနှစ်တိုင်းဖျားကကျွန်တော်အတင်းတော်မှာလေကဒန်းနေပြောရဲဆိုအလကားပြောတာမဟုတ်ကျေးဇူးတော်ကကျွန်တော်ဘုရားမှာ break လုပ်ပြီးလို့2020မှာဖျားကောင်းကြီးပေးတယ်ပြီးခဲ့တဲ့10နှစ်ကဝင်ငွေအားလုံး break ဖြစ်သွားတယ်တစ်နှစ်ဝင်ငွေက10နှစ်ဝင်ငွေ break ဖြစ်သွားတယ်အဲ့ဒါကိုစူးစမ်းမှုမဟုတ်ကျေးဇူးတော်နောက်တစ်နှစ်မှာဖျားသခင်ကတစ်နှစ်လုံးဝင်ငွေက3လထဲမှာ break ဖြစ်သွားတယ်နောက်နှစ်မှာတစ်နှစ်လုံးဝင်ငွေကတစ်ရက်ထဲမှာ break ဖြစ်သွားတယ်Hallelujah နောက်တရက်ထဲမှာတစ်သက်လုံးဝင်ငွေအလုံး break ဖြစ်သွားတယ်ဘာဖြစ်လို့လဲကျေးဇူးတော်ဟာသင်ဘဝထဲမှာရောက်လာရင်ကျေးဇူးတော်ကသင်ကြိုးစားတာတဲ့အမြဲတမ်းပို့ချီးတယ် Hallelujah ပြောကျေးဇူးတော်ဟာပို့ချီးတယ်ကြပြောကျေးဇူးတော်ဟာပို့ချီးတယ်သင်ရဲ့ကန့်သတ်ချက်တွေပြတ်သွားလိမ့်မယ်သင်ရဲ့ limitation တွေအလုံးကို break လုပ်လိမ့်မယ်ကျွန်တော် prophet ပြတဲ့ဂျွန်လာမှာဖျားသခင်ကဂျေဇုတော်ကသင်ရဲ့ limitation တွေအားလုံးကို break လုပ်ပါစေအာမင်တို့ရောက်စီအောင်ဖျားကောင်းကြီးပေးပါစေဂျေဇုတော်ဟာသင်ရဲ့ limitation တွေကို break လုပ်ပါစေသင်ရဲ့ spiritual limitation တွေကို break လုပ်ပါစေ financial limitation တွေကို break လုပ်ပါစေသင်ရဲ့ family limitation တွေကိုဂျေဇုတော်က break လုပ်ပါစေ hallelujah break လုပ်ခါရ break လုပ်အဲ့တော့အချင်းနေရကြည့်မရှိဘူးဒါပေမဲ့ကျေးဇူးတော်ထဲမှာပဲရှိနေတယ်ကျွန်တော်မတုံးနဲ့အတွဲလုပ်ခဲ့ချို့လေတဘောပေါ်ချို့တဘောချို့လေဟာဆရာအတင်းတော်မှာ1 million ဝင်နေထွက်တာလဲ1 million ဟာဆရာတို့ဝင်နာကျန်းလို့ထွက်လဲကျန်းတယ်နော်ကျွန်တော်ပြောပြတယ်အဲ့ဒီဝင်ငွေအားလုံးကတကယ်လို့ယုံကြည်ခြင်းနဲ့သုံးဖို့တာမရှိမဝင်ဘူးလို့အာမင်အဲ့1 million ထွက်ပေါက်ရှိလို့1 million ဝင်ပေါက်ကရောက်လာကျွန်တော်1 million အတင်းတော်မှာပုံပေးရင်ကျွန်တော်လည်းတခြားဘာသာရေးဆရာတွေလို့အဲ့1 million ကိုဖင်ခုထိုင်ပြီးအေးစေးနေမှာမလုပ်ဘူးဘာမင်းရှင်မမလုပ်ဘာအေးဝင်ကလေးမမလုပ်ဘာသာသနာပြုမမထောက်ပံ့ဘူးငါတယောက်တည်းပါစတာလုပ်ပြီးလစာထုတ်စားမယ်ဒါပဲအေးစေးနေမနော်ဘုရားတခင်နီးလန်းအဲ့လိုမဟုတ်ကျွန်တော်တို့က1 million ဒေါ်လာမဝင်ခင်မှာ1 million ဒေါ်လာထွက်ဖို့ကျွန်တော်ကယုံကြည်ခြင်းနဲ့ယူပါယုံနဲ့မြင်ထားပြီးသားဟာလေလုယာကျမတာပေတရုကလေဒီလောက်များတဲ့ငါးတွေကိုဘာဖြစ်လို့ထားခဲ့နိုင်တာလဲဆိုယူလေးပြပြမယ်တကယ်လို့တင်တဲ့ကျွန်တော်သားဆိုတေချာပေါက်မထားခဲ့ဘူးဘာပြောမှန်းသိလားစေပုထုပို့လိုက်မယ်နော်ကိုတော့ခဏကြာရင်စေပုထုကိုဇင်းနဲ့လွှဲလိုက်မယ်ပေတရုဘာလို့ထားခဲ့သီးလားသူကြိုးစားမှုမဟုတ်ဘူးကျေးဇူးတော်ဆိုတာသူသိလို့ဒီကျေးဇူးတော်ကငါတညလုံးရှာတာတခဏတည်းမှာပေးနိုင်ရင်ငါဘဝအရှိမှာဒီတက်ကြီးတဲ့ကျေးဇူးတော်ဒီတက်ကြီးတဲ့ဖခင်ရဲ့ဂရုဏာရောက်ကိုရောက်လာမယ်ဆိုတာသူကျေးဇူးတော်ကိုစိတ်ချသွားတာဟာလေလုယာတော့ကျွန်တော်တို့ကဝင်ငွေပေါ်မှာကြည့်ပြီးတော့ပိုက်ခွန်ချတာမဟုတ်ဘူးယုံကြည်ခြင်းနဲ့ဖခင်ခိုင်းတဲ့လောက်ပါဆိုတဲ့အားပေါ်မှာယုံကြည်ခြင်းနဲ့ပိုက်ခွန်ချတဲ့အတွက်ပိုက်ခွန်ချပြီးမှပဲအမြဲတမ်းငါးကဝင်လာတယ်ဟာလေလုယာအခုမကြခင်ယူကမ်လေပိုက်ကွန်ချဖို့ပြင်နေပြီနော်ငါးတွေပဲရောက်နေလဲငါးတွေဟာလေလုယာငါးတွေစံတယ်လာလို့ရတယ်စီတယ်လာလို့ရတယ်အာမင်ဟာလေလုယာမယုံသေးချက်သွန်တယ်လာလို့ရတယ်ငါးတွေ
နောက်မှစိတ်ကောက်တာတွေဘာတွေမလုပ်ကြနဲ့ဟာလေလုယာကြိုပြီး Viber တွေ WhatsApp တွေနဲ့3ပတ်လောက်ကြိုပြောတယ်နော်အဲ့တော့စံတက်နိုင်ရင်စံတယ်လာဒီငါးတွေဟာနော်ဒီမှာသင်းအောင်စီကတော့အတန်ကြားပြီးပိုက်ခွန်ချတော့မှာအချင်းတွေကိုကြည့်မယ်ဆိုရင်အစည်းအဝေးထိုင်မယ်ကဲတင်းတော်လူကြီးတွေကုံမာတော့3သိန်းလောက်ကုန်မယ်အဲ့တော့အစည်းအဝေးထိုင်အစည်းအဝေးကမထိုင်ခင်ကပြက်ပြီကျွန်တော်တို့ရဲ့ budget အခြေအနေရသွားပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တခါအစည်းအဝေးမခေါ်ဘူးယုံကြည်ခြင်းနဲ့ကြည်ဖျားသခင်တာဝန်ယူမယ်ကျွန်တော်အမြဲတမ်းကျွန်တော်လည်းအလုပ်လုပ်ဖူးတဲ့လူတွေအမြဲပြောတယ်လုံးမယ်တကယ်လို့ပတ်စံလို့ကျွန်တော်စိုက်အဲ့ဒါဘာလို့ပြောတာလဲဆိုသလားကျေးဇူးတော်ကိုယုံလို့ပြောတာစိုက်ဖို့ရှိလို့မဟုတ်ဒါပေမဲ့လူတွေကလေပတ်စံလို့ရင်စိုက်ဖို့အရင်စိတ်ချတယ်ပိုရင်ငါ့ကိုပေးမှဆိုမပေးဘူးနောက်တစ်ခါတော့လို့ခေါ်မယ်လူရင်ငါစိုက်မယ်ပိုရင်အကုန်ငါ့ကိုပေးလို့အလုပ်ရမယ်လူတွေကိုစိတ်ချစေချင်လို့လူရင်ငါစိုက်အမှန်တကယ်တော့ကျွန်တော်ကနှစ်30အမှုတော်ဆောင်တခါမှဖခင်ရဲ့ဂျေဇုတော်ထဲမှာအဆက်ကွဲတယ်ဆိုတာရှိကိုမရှိဘူးဂျေဇုတော်ကအားနည်းလေပိုအလုံးလုံးလေပဲကျွန်တော်ဒီနှစ်ယူကန်ကြည့်တာနှစ်တိုင်းတည်းပိုထူးခြားလိမ့်မယ်နှစ်တိုင်းတည်းပိုပြီးဂျေဇုတော်အလုံးလုံးလိမ့်မယ်နှစ်တိုင်းတည်းဖခင်ရဲ့ဂရုဏာကိုမြင်ရလိမ့်မယ်အာမင်ဟုတ်လေယုံကြည်ခြင်းနဲ့ကြည့်တဲ့သူပဲကျေးဇူးတော်တွေမှာငါရှိတယ်အဲ့တော့အဲ့ဒါကိုမြင်သွားတဲ့ပေတရုကအရင်မြင်တာမဟုတ်အရင်ပိုက်ကွန်ချတဲ့အခါမှာတခါတည်းငါးတွေအကုန်လုံးဝင်ချလာငါးတွေအကုန်လုံးဘယ်တော့မိုက်လဲဆိုအဲ့ကန်ထားမှာဆောက်ဆိုင်ရှိနာမည်ကြီးဆောက်ဆိုင်တယ်အဲ့ဒီမှာနာမည်ကြီးဆုံးအစားအစာဘာလို့ Peter Fish တဲ့ဘာ fish လဲ Peter Fish တကယ်တော့ Peter Fish ဆိုတာထင်မကြီးနဲ့ဆလာဗီယာငါကျွန်တော်လည်း Peter Fish ဆိုရမ်းပျော်ပြီး Peter Fish တပွဲလာချတော့ဆလာဗီယာကိုဒုတ်ထိုးတာဒါပဲငါတို့ကိုချင်းနေတာဆလာဗီယာ Israel တော့ Peter Fish တော့ဒါကြောင့် Peter Fish စားချင်းအိမ်မှာဆလာဗီယာဝယ်ပြီးกินစားအဲ့ဒါ Peter Fish ပဲ Israel တော့ဈေးကြီးနဲ့ Peter Fish ဆိုပြီးဝယ်စားတာအဲ့ကောင်နေဆလာဗီယာတွေအဲ့ကောင်နေကျွန်တော်အဲ့တော့ဒီမှာကြီးဂျေဇုတော်ဟာသင်ဘဝရဲ့အားနည်းဆုံးချိန်မှာရောက်လာတယ်သင်ကြိုးစားမှုထက်ပိုကောင်းတဲ့ရလဒ်ကိုဂျေဇုတော်ကတည်လာတယ်သင်ရဲ့ limitation တွေအားလုံး break လုပ်လိုက်တယ်နောက်တစ်ခါဘာလို့အဲ့ဂျေဇုတော်ကသူ့လေထဲပဲထဲလို့ပြည့်တာမဟုတ်ဘူးနောက်အခြားသောလေတစ်စီးရှိတဲ့အမှဟိုဘက်မှာယာကုပ်နဲ့ယောဟန်နှစ်ယောက်ရှိတယ်သူတို့ကပေတရုကိုကြောက်လို့မလာရဲဘူးပေတရုကတော့စိတ်ကညံ့နေဆိုတော့အဲ့တော့ကြည်နေသေးတယ်ဒီကောင်ခေါ်မလားပေါ့အဲ့တော့ပေတရုကသူ့ခဲထဲကိုထဲအဲ့ဒါဂျေဇုတော်ရောက်လာတဲ့ခါမှာလေအဲ့ဒါဂျေဇုတော်ကအမြဲတမ်းတယောက်စာတမိသားစုစာဘယ်တော့မှအလုပ်မလုပ်အမြဲတမ်းအခြားသူကို share စရာရှိအောင်လုပ်တယ်အဲ့လိုအခြားသူကိုထည့်ပေးတဲ့ခါမှာလေတစ်ကောင်နှစ်ကောင်ပေးတာမဟုတ်တခြားလေလေနစ်လူမတက်တဲ့ဘာနစ်လူမတက်လဲဘာလည်းမတက်လဲနစ်လူမတက်ကိုယ့်ရဲ့ limitation လဲ break ဖြစ်သွားတယ်ပြီးတဲ့အခါမှာတခြားသောသူတွေကိုပေးတဲ့အခါမှာလေတကယ်တစ်ခါမှမပေးဘူးတဲ့ပမာဏပေးခွင့်ရမယ်ကျွန်တော်မှာဖခင်ကဂျေဇုတော်ကအရင်မပေးဘူးတဲ့ limit တွေကိုဖခင်ပေးခွင့်ပေးပါစေအာမင် hallelujah တော်ပြီဒီနေ့ကတော့တော်ပြီပတ်စံအစင်မပြေဘူးဆိုတော့အရင်နေ့လောက်တော့ငါတို့မပေးနဲ့ no အဲ့ဒါဂျေဇုတော်မဟုတ်အားနည်းဆုံးချိန်မှာပို့ပေးမယ်အာမင်ကျွန်တော်ကဒီယူကတ်မှာပေးဖို့အမောက်ပြောထားပြီးသားကျေးဇူးတော်ကြောင့်အဲ့ပေးဖို့အမောက်မရောက်လာဘူးရောက်ပြီးခဲ့တဲ့အစည်းအဝေးကနှစ်ဆတင်လိုက်တယ်ဖျားတဲ့ခင်ပြောတယ်ကိုနှစ်ဆတင်လိုက်တယ်ကိုတော့အဲ့လောက်တော့မပေးဘူးဆိုရင်တော့ကျွန်တော်နှစ်ဆတင်ဘာလို့ကျွန်တော်ကျေးဇူးတော်ကိုယုံဖျားတဲ့ခင်ကကျေးဇူးတော်ထဲမှာအမြဲတမ်းအလုပ်လုပ်တဲ့ဘုရားဖြစ်တယ်ကျွန်တော်သိတယ်ဘာလို့မပေးလို့ဆိုဖျားတဲ့ခင်ကကျွန်တော်အရန် limit လုပ်လို့မပေးတာမင်းကဟိုနှစ်ကပေးတော့မပေးဘူးဆိုဖျားသိတယ်မင်းကလည်းဟိုနှစ်ကတော့ကျေးဇူးတော်ယုံသေးတယ်ဒီနေ့ကျတော့မင်းကျေးဇူးတော်သိအရန်ချမ်းသာပြီးမာစီမေဘတ်ဒါစီမမင်းဘာတွေဖြစ်ကုန်တာလဲကို limit လုပ်တာbreak လို့ရောက်ပေးတာလေအရင်တော့မပေးဘူးတဲ့ပမာဏပေးခွင့်ရအမအာမင်ထူတာရန်တိုးတယ်ဂျွန်လာမှာဂျေဇုတော်ကတင်းရဲ့ limitation တွေအားလုံးကို break လုပ်မယ်အရင်တော့မရဘူးတဲ့ပမာဏရမယ်အရင်တော့မပေးဘူးတဲ့ပမာဏပေးခွင့်ရမယ်အဲ့ဂျေဇုတော်တင်းမတက်ရောက်ပါစေလက်ခုပ်တီးပါအဲ့ဒီဖခင်ဟာလေလုယာပြောဂျေဇုတော်ကြကြပြောဂျေဇုတော်အဲ့တော့လုကာခန်းကြီး9အငယ်8နဲ့9ကိုဖတ်ရအောင်လုကာခန်းကြီး9အငယ်8နဲ့9ရှိမုန်ပေတရုသည်ထိုအချင်းရာကိုမြင်လင်ယေရှု၏ခြေတော်ရင်း၌ပြဝက်လက်
တခင်ကျွန်ုပ်ဒီအပြစ်များသောသူဖြစ်၍ကျွန်ုပ်ထာမကြွသွားတော်မူပါဟုရှောက်လေဤသို့ရှောက်ဒီမှာဖမ်းမိသောငါများပြားသဖြင့်ရှိမုန်နဲ့သူ၏အပေါင်းအဘော်အားလုံးသည်အားသင့်ကြသောကြောင့်ဖြစ်၏အတော်ဆုံးငါဖန်သမားကရှိမုန်တို့ဖွဲ့ဇွဲအရှိဆုံးအကျိုးစားဆိုတော့ခြားတန်ငါတွေပြန်သွားပြီသူတို့မပြန်သေးဘူးမင်းအတော်ဆုံးအကောင်းဆုံးတန်ငါတွေအော်လောက်အောင်ဂျေဇုတော်လှုပ်လို့ဟာလေလုယာအဲ့ဒါလည်းမြင်ရောပေတရုကဘာလို့ချက်ချင်းယေရှုရဲ့ခြေတော်ရင်ပြတ်ဝိုးပြီးတော့ဘာဆုတောင်းလဲသိလားထွက်သွားပါကိုတော့ကျွန်တော်စီကနေထွက်သွားပါကိုတော့ကျွန်တော်နဲ့ဝေးနေပါကျွန်တော်ဟာအပြစ်သားဖြစ်တယ်ဟာအဝန်းစရာကြီးတလောက်များတဲ့ငါရတာဂျေဇုတင်တယ်နော်ကိုတော့ပေးတာလို့မပြောဘူးကျွန်တော်ဟာအပြစ်သားဖြစ်တယ်အဲ့ဒါလေပေတရုအချင်းတွေအများကြီးရှိတယ်ကျွန်တော်တို့ကောင်းကြီးရတိုင်းကိုအားနဲ့ချက်ကိုပဲကိုစဉ်းစားတယ်ကျွန်တော်အဲ့တော့ကိုတော့တောင်းဆိုတာကြီးဆုတောင်းချက်ကဘာလဲကိုတော့နဲ့ကျွန်တော်ဝေးပြရစီတဲ့ကျွန်တော်ထံကနေသူ့ရှိကနေတွားခြင်းမတော့သူ့ရှိပဲလာမလဲငကိုတွေကဝေးဟိုလမ်းမပေါ်ကနေမမြင်ကြအောင်ဆောင်ပြီးတွားမှာပေါ့သူ့ရှိလာခြင်းလုံးလို့ကိုတကူးတကလာကျွန်မတာဂျေဇုတော်ဆိုတာလေဒီခိုင်ကျွန်တော်ဆုတောင်းတဲ့ဆုတောင်းချက်တွေဟာဖခင်နဲ့ဝေးစီမှမသိတာတွေအများကြီးရှိတယ်ကျွန်တော်ဆုတောင်းချက်ကျွန်တော်ဆုတောင်းတာဖခင်သခင်နဲ့ကျွန်တော်တို့ဝေးအောင်လုပ်တဲ့ဆုတောင်းချက်တွေအများကြီးရှိတယ်မဂျေဇုတော်ကလေကျွန်တော်တောင်းပန်ကြံစီသမျှတဲ့ကျွန်တော်စဉ်းစားတာတဲ့အမြဲတမ်းပို့ကြီးတယ်ပြောပို့ကြီးတယ်ဘာဖြစ်လို့ရှိမုံကဒီလိုမျိုးခြေရင်းမှာပြက်ဝက်ပြီးတော့အပြစ်များတဲ့သူဖြစ်တယ်လို့ပြောတယ်လဲဆိုအကြောင်းရင်းရှိတယ်ဟောအပြင်မှာမိုးတွေပဲချင်းကုန်ပြီကဲဖတ်ရအောင်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးဘယ်လောက်ကိုဖတ်ရင်ကောင်းမလဲဆိုတော့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1ကိုဖတ်ရင်ကောင်းမယ်ကျွန်တော်ပြီးတဲ့ထဲမှာမပါမသိဘူးနော်ဟုတ်တယ်ကျွန်တော်ပြီးတဲ့ထဲမှာအငယ်41ကနေပြီးတော့42ယောဟန်ခန်းကြီး1အငယ်41ကနေ42ပါလားဟုတ်ပြီယောဟန်ခန်းကြီး1ဟုတ်ပြီအားလုံးတို့ကပြောတင်းတော့အင်ဒရေသည်မိမိအကိုရှိမုန်ကိုဥစွာတွေ့၍ငါတို့သည်မေရှိယကိုတွေ့ပြီဟုဆိုလေသူတို့ယေရှုထံခေါ်ဆောင်လာ၏မေရှိယ၏အတိတ်ဘယ်မှာပိဋိခံရသူဟု၍ဖြစ်၏ယေရှုသည်ရှိမုန်ကိုစူးစိုက်ကြည့်၍သင်သည်ယောဟန်၏သားရှိမုန်ဖြစ်၏သင်သည်ကေဖဟုခေါ်ပေါ်ခြင်းခံရလိမ့်မည်ဟုမိန့်တော်မူ၏ကေဖ၏အတိတ်ဘယ်မှာကြောက်ဟု၍ဖြစ်၏ဟုတ်ပြီအခုကမ်းနားမှာယေရှုနဲ့ပေတရုတွေ့တာကပထမအကြိမ်မဟုတ်ဘူးကျွန်တော်နားလဲအောင်ယေရှုနဲ့ပေတရုငါးဖမ်းတဲ့အတွေ့အကြုံကအဲ့ဒါဒုတိယအကြိမ်တွေ့တာဘယ်ချိန်မှာတွေ့ရလဲပထမအကြိမ်တုန်းကယောဟန်ခန်းကြီး1မှာအိန္ဒြေကယေရှုနောက်အရင်လိုက်သွားပြီးတော့မှ तू ကယေရှုကမေရှိယမှန်းသိတော့ပေတရုကိုသွားခေါ်ပြီးတော့သူ့အကိုပေတရုကိုသွားခေါ်ပြီးတော့ဒါကမေရှိယဖြစ်တယ်ဆိုသူ့အကိုနဲ့မိတ်ဆက်ပေးတာမကြီးအငယ်41မှာအိန္ဒြေသည်မိမိအကိုရှိမုန်ကိုဥစွာတွေ့၍ငါတို့သည်မေရှိယကိုတွေ့ပြီးဆိုလျက်အငယ်42မှာသူ့ကိုယေရှုတန်တော့ခေါ်ဆောင်လာအဲ့ဒါယေရှုကအဲ့ရှိမုန်ကိုကြည့်ပြီးတော့ဘာပြောလဲဆိုတော့မင်းဟာတဲ့နော်ယောဟန်ဤသားရှိမုန်ဖြစ်တယ်တဲ့မင်းနာမည်ရှိမုန်ဆိုတဲ့နာမည်အဓိပ္ပာယ်ဘာလဲဆိုတော့ကျူယိုးတဲ့ဘာယိုးလဲကျူယိုးဆိုတာကအဓိပ္ပာယ်ကလေတိုက်ရင်လွင့်နေဟာဟိုဘက်ကလေတိုက်ရင်ဟိုဘက်ပါသွားတယ်ဒီဘက်လေတိုက်ရင်ဒီဘက်ပါအမြဲတမ်း stable မဖြစ်အဲ့လို wave ဖြစ်နေတာအဲ့တော့နာမည်နဲ့လိုက်တဲ့ပေတရုကတပုံစံနဲ့ပဲအဲ့တိုင်းအဲ့တော့ယေရှုကသူ့ကိုတခြားကြည့်ပြီးတော့ prophetic name ပေးတယ်မင်းတို့ဒီနေ့ကစပြီးရှိမုန်လို့မခေါ်ကေဖဆိုတဲ့ကြောက်လို့ခေါ်ရမယ်နာမည်ပြောင်းပေးလိုက်အာမင်အဲ့တော့ကြည့်ပေတရုကပထမဆုံးယေရှုနဲ့တွေ့တာကဘာပြောင်းသွားလဲနာမည်ပြောင်း prophet ပြုချက်နဲ့နာမည်ပြောင်းသွားပြီမဲ့ပေတရုဘဝပြောင်းလားမပြောင်းဘူးအိမ်ပြန်ပြီးဘာလို့တော့ငါပြန်သွားများနာမည်တော့ပြောင်းတယ်တယောက်ကလုံးဝိုင်းစားတယ်ဟာပေတရုကနာမည်သိရတယ်ကေဖဆိုဝိုင်းခေါ်တယ်ဒါပေမဲ့ကေဖကဘာလို့လဲဆိုတော့ယေရှုဖြစ်စေခြင်းနဲ့ကြောက်မဖြစ်ဘူးဘယ်မှာသွားလို့ဆိုဟိုးရေကန်ထဲကကြောက်သွားဖြစ်ငါပြန်သွားမှာဘာလို့ဆိုတော့ဂျေဇုတော်သူ့ထဲမှာစိတ်မချဖခင်သခင်ခေါ်ခြင်းကိုသူစိတ်မချငါများတလောက်ယေရှုနောက်လိုက်ရင်အစင်ပြေပါမလားငါများတာလောက်ယေရှုကိုထောက်ပံ့နိုင်ပါငါကြိုးစားမှုထပ်ပို့ပြီးတော့ဂျေဇုတော်ကအလုံးလုံးနိုင်ပါမလားလို့သူစိတ်မချတဲ့အတွက်သူ့ဘဝမရောက်သွားဘူးဘဝဟောင်းပြန်သွားအခုယေရှုကငါ့ကိုတစ်ချက်တည်းပေးလိုက်တဲ့အခါမှာသူချက်ချင်းသိသွားတယ်
ငါရဲ့ကြိုးစားမှုထက်ဂျေဇုတော်ကပိုကြီးတယ်ဟာလေလုယာအဲ့ကြောင့်ကျွန်တော်ဒီအပြစ်ရှိတော်သူဖြစ်တယ်ဆိုအလကားပြတော့မို့ကျွန်တော်ကိုရောရဲ့ခေါ်ခြင်းတွေကထွက်ပြေးမိတယ်ကျွန်တော်တရားမျက်တောင်အေးကြီးတယ်ဖျားပခင်ကျွန်တော်တို့ကိုခေါ်ထားရင်လေဖျားပခင်ကျွန်တော်တို့ကိုယူပါုံပေးထားရင်လေထွက်ပြေးဖို့မကြိုးစားနဲ့ကိုကြိုးစားမှုနဲ့အရင်တော့ကလှုပ်လို့အစင်ပြေတဲ့ခါတွေတော့မပြေတော့ဘာလို့လဲဆိုတော့ဂျေဇုတော်တည့်ရသားနဲ့ဂျေဇုတော်ကြောခိုင်းရင်အဲ့ဒါကြောက်စရာကောင်းတယ်အဲ့တော့ပေတရုကဘာလို့ကြောခိုင်းမိတာလဲဂျေဇုတော်ကြောခိုင်းမိတာငါကြိုးစားမှုနဲ့ငါပြန်လုံးမယ်လေကြောက်ဂလာတိအသင်းတော်ကိုပေါ်လူကပြောတယ်မင်းတို့ကဟာတဲ့ဝိညာဉ်တော်ကိုအမိပြုပြီးလှုပ်ရှားရှိပြီးမှဘာလို့ဇာတိနဲ့အဆုံးသတ်ချင်တာလဲတဲ့အစတယ်မင်းတို့ဂျေဇုတော်လို့ပြီးဘာလို့အဆုံးတိဂျေဇုနဲ့မသွားချင်တာလဲတဲ့ဘာသာဂျေဇုတော်ဆိုတဲ့ကိုကယ်တင်ခြင်းပဲပေးတာမဟုတ်ဘူးသင်ရဲ့ Christian living အတွက်အရေးကြီးဆုံးကဂျေဇုတော်သင်ရဲ့စီးပွားရေးအတွက်အရေးကြီးဆုံးကဂျေဇုတော်သင်မိသားစုတည်ဆောက်ဖို့အတွက်အရေးကြီးဆုံးကဂျေဇုတော်သင်ယူပါယုံအိမ်မက်တွေပြည့်စုံလာဖို့အတွက်ဂျေဇုတော်ပြောဂျေဇုတော်ဂျေဇုတော်အဲ့တော့ပေတရုကတောင်းဆိုတာထွက်သွားပါလို့တောင်းဆိုပေမဲ့ယေရှုကဘာအဖြေပေးလဲဆိုတော့မကြောက်နဲ့တဲ့ဒီနေ့ကစပြီးတော့မင်းကလူများတဲ့တန်ခါဖြစ်မယ်ပေတရုကသူ့ကိုယ်သူဘယ်လိုမြင်လဲဆိုတော့စင်နာမန်လို့မြင်တယ်ငါစင်နာမန်ငါအပြစ်သားဒါပေမဲ့ဂျေဇုတော်ကသူ့ဘယ်လိုမြင်လဲဆိုတော့ you are fisherman လို့မြင်တယ်ဂျေဇုတော်မြင်တဲ့အမြင်နဲ့ကိုကိုမြင်တဲ့အမြင်မတူဘူးဒီနေ့ကိုမြင်တဲ့အမြင်ကိုလေဂျေဇုတော်ထဲမှာပြောင်းလိုက်ဟာလေလုယာစင်နာမန်လို့မမြင်နဲ့ငါခရစ်တော်မြင်တယ်လို့ fisherman လို့မြင်ကျွန်တော်ရန်တဘောကြတယ်ယေရှုကပေတရုကို promotion ပေးတယ် promotion ဆိုတာအောင်မြင်တဲ့သူပဲအမြဲပေးတာဟုတ်တယ်မဟုတ်လားတော်တဲ့သူပဲပေးတာမဟုတ်ဘူးလားအလုပ်လုပ်နိုင်တဲ့သူပဲပေးတာမဟုတ်ဘူးလားဂျေဇုတော်အညံ့ဆုံးသောသူကို promotion ပေးတယ်ဟာလေလုယာဂျွန်လာမှာအညံ့ဆုံးအရာတွေက promotion ရလိုက်လားဖြစ်လာတယ်ဘာကြောင့်လဲဂျေဇုတော်ကြောင့်ဂျေဇုတော်ကလေနောက်ဆုံးချက်ကျွန်တော်ဘာပြောလဲကျွန်တော်ရဲ့တောင်းပန်ကြံစီသမျှတဲ့ကျွန်တော်ရဲ့ဆုတောင်းတာတက်ပို့ကောင်းတာလုပ်ပေးတယ်ဟိုကထွက်သွားပါလို့ပဲပြောတာယေရှုကမထွက်သွားဘူးတဲ့ငါထွက်သွားရင်ငါတည်းမသွားဘူးတဲ့မင်းမလိုက်ခဲ့တယ်မင်းပြောတဲ့ငါထွက်သွားမယ်ဒါပေမဲ့ငါတယောက်တည်းထွက်မသွားဘူးတဲ့မင်းမငါနောက်တကောက်ကောက်လိုက်ခဲ့ရမယ်ကြည့်အဲ့တော့ပေတရုခြေတော်ရင်းမှာယေရှုရဲ့ခြေတော်ရင်းမှာကိုမြင်တဲ့မြင်ဟာစင်နာမန်လို့မြင်တယ်ဒါပေမဲ့ယေရှုကအဲ့ဒီမှာပြက်ဝတ်နေတဲ့ပေတရုကိုစင်နာမန်လို့မမြင်ဘူးနောက်အနာဂတ်မှာမကြာသောကာလမှာဖြစ်လာမယ်ပင်တေကုတ်တင်နေမှာခါရတရားတခုကလူ3000ပြောင်းလဲမယ် fisherman ကိုမြင်တယ်ဂျေဇုတော်ကအမြဲတမ်းမှတ်တာတင်းရဲ့အတိတ်ကိုမကြည့်ဘူးဂျေဇုတော်ကတင်းရဲ့အနာဂတ်ပဲကြည့်တယ်ဂျေဇုတော်ကတင်းရဲ့လက်ရှိအခြေအနေကိုလည်းမကြည့်ဘူးတင်းရဲ့အတိတ်ကိုလည်းမကြည့်ဘူးဂျေဇုတော်ကဘယ်ကိုပဲကြည့်တယ်ပြီလားတင်းရဲ့အနာဂတ်ကိုပဲကြည့်တယ်ဟာလေလုယာဂျေဇုတော်ကတင်းအနာဂတ်ကိုပဲမြင်တယ်ပြောဂျေဇုတော်ကငါအနာဂတ်ကိုမြင်တယ်ဟာလေလုယာပြီးတော့တောင်းမှကျွန်တော်ဒီတရက်မှာဖျားအရန်ကောင်းကြီးဒီတလုံးမှာကောင်းကြီးပြီးတာလားခိုင်ကျွန်တော်ဆုတောင်းတာဆုတောင်းတဲ့အရာထက်ဖျားအမြဲတမ်းဂျေဇုတော်ကပိုကောင်းတာလုပ်ပေးတယ်ပြောဂျေဇုတော်ပိုကောင်းတာလုပ်ပေးတယ်ဂျေဇုတော်ကပိုကောင်းတာလုပ်ပေးမယ်ဒါလေးဖတ်ကြည့်အောင်လုကာ23 42ကနေ43လုကာခန်းကြီး23 42ကနေ43အားလုံးတို့ကဘယ်အောင်သခင်ကိုရောဒီနိုင်ငံတော်ဒီလက်ကြွလာတော်မူသောအခါအကျွန်ုပ်ကိုအောက်မေ့တော်မူပါဟုယေရှုကိုရှောက်ဆိုကဲယေရှုရဲ့ဘေးနာကတခိုးကြီးနဲ့ဓမြကြီးရှိတယ်ရှိလားဒီစကားတခိုးပြောရလားဓမြပြောရလားတော့ကျွန်တော်မသိဘူးတေချာအဲ့နှစ်ယောက်တည်းတကောင်တော့တေချာပေါက်ပြောတာအဲ့တော့တယောက်ကပြောတယ်ယေရှုကဲရဲ့တယောက်ကတော့မဟုတ်ဘူးတဲ့သခင်နဲ့ကိုရောနိုင်ငံတော်တည်ပြီးတို့ကြွလာရင်ဘာလုပ်ပါလဲကဲဒါဆိုရင်သူစုတောင်းချက်ကအဖြေဘယ်ချိန်မှရမယ်သိလားဘယ်လောက်ကြာမှရမလဲကဲအဲ့ဒီကားတိုင်ကနေအခုတည်းနှစ်ပေါင်းဘယ်လောက်ရှိပြီလဲ2000ကျော်သွားပြီလားကျော်ပြီလားဒါဆိုရင်အဲ့ဒီတခိုးကြီးရဲ့စုတောင်းချက်ကနှစ်100ဆိုပြည့်မလားနှစ်200 1000ဦး2000တိဘာမှဖြစ်သေးဘူးလေသူစုတောင်းနေတာဘယ်လောက်ကြာမှပြည့်မလဲ तू မသိဘူးလေ तू သိတာစုတောင်းမယ်ဒါပဲကိုရောတဲ့ကျွန်တော်အောက်မေ့ပါကိုရောနိုင်ငံတော်တည်ဖို့ကြွလာရင်ယေရှုကသိတယ်လေကြာအောင်မှာအဲ့ဒါဟုတ်လားကြာအောင်မှာတော့ယေရှုကအဖြေပေးချင်တာကြာမှပေးချင်တာမဟုတ်ဘူးနှစ်ပေါင်း2000တိအဖြေပေးဖို့မစောင့်နိုင်ဘူးဂျေဇုတော်ကသင်ကိုနှစ်ပေါင်း2000တိမစောင့်နိုင်ဘူးဟာလေလုယာကျွန်တော်တောင်းတာတဲ့ပိုကောင်းတဲ့အရာပေးချင်တယ်ဆိုအဲ့ဒါကိုပြောတာ
အာမင်ကျေးဇူးတော်ကကျွန်တော်တို့လိုချင်တဲ့အချိန်မှာမဟုတ်ဘူးအခုပေးချင်တာအဲ့တော့ तू ကစုတာတောင်းတာ तू ကမသိဘူး तू အချိန်လည်းမတွက်တတ်ဘူး dispensation လည်းနားမလဲဘူးကျမ်းစာကြောင်းလည်းမတတ်ဘူးဆိုတော့ तू ကြားဘူးတာခရစ်တော်ပြန်လာမယ်ဆိုတာပဲကြားဘူးတာကြားဘူးတဲ့ तू စုတော်နဲ့ကိုရိုနိုင်ငံတော်တီဗီကြွလာယေရှုကစဉ်းစားတယ်ငါတုံးမယ်ကွာငါလာဖို့ကနှစ်ပေါင်း2000ကျော်ကြာဦးမှာဒီကောင်အဲ့ဒါနင်းထိုင်ဟိုမှာမရဏမှာနင်းထိုင်တော့အချုပ်ခံဟာဒီကောင်စုတောင်းတာဘာတောင်းမလဲမသိဘူးအဲ့ယေရှုက43မှာချက်ချင်းကျေးဇူးတော်ဘာလို့လဲဖတ်ရအောင်43မှာယေရှုကလည်းငါမန်ဆိုဒီကယနေ့တွင်ဒင်းဒီငါနဲ့အတူပရတိတုပုံ၌ရှိလိမ့်မည်ဟုမိန့်တော်မူ၏ဟာလေလုယာဟေးဟာလေလုယာသူတောင်းနေစုမပေးဘူးနိုင်ငံတော်တီဖို့ကြွလာရင်ကြာမယ်ဆိုတာကြာတာတင်မပြောနဲ့ယေရှုလည်းမကြိုက်ဘူးဂျေစုတော်မကြိုက်ဘူးကြာတာအဲ့တော့ကြည်ဆုတောင်းတာနော်အဲ့မှာကျမ်းစာတင်နေလဲရှုပ်တယ်လေညီလေးငါပြန်လာဖို့ဆိုတာနှစ်ပေါင်း1000ကျော်ကြာအောင်မှာနော်ဟိုကောင်တွေကမပြောင်းလဲဣဝင်ကလေးကမဟောအဲ့တဲ့ဖခင်เจ้าကမဆောက်ရသေးအဲ့ဒါနဲ့ကြာအောင်မှာအဲ့တော့ငါအဲ့ဒီချုပ်အဲ့တော့ယေရှုကဂတိဂျေစုတော်ကဂတိပေးတယ်ကျွန်မကဂျေစုတော်ကကျွန်တော်တို့စဉ်းစားတာတက်ပိုကြီးတယ်ကျွန်တော်တောင်းမှန်ကြံစီတာတက်ပိုကောင်းတယ်ဘာလို့လဲဆိုအဲ့ဒီတစ်ဖက်မှာဖျက်တဲ့ကျွန်တော် worship လုပ်နေတယ်ဖျက်ပြောတယ်ကိုယ့်အကိုကျွန်တော်ကကိုယ်တော်တချို့ဆူတောင်းချက်တွေကြာလိုက်တာလို့ပြောဖျက်ပြန်ပြောတယ်မင်းမြန်ကျင်တာနဲ့ငါပုံမြန်ကျင်တာဟာလေလုယာမင်းဖြစ်ချင်တာတဲ့မင်းအဖြေရချင်တာတဲ့ငါပူပေးချင်တယ်ဒီမှာကြည့်ပါဦးပရိသုပုံမှာနောက်နှစ်2000မှာကျွန်တော်ဆူတောင်းချက်ပြည့်မဲ့ဆူတောင်းချက်ကိုတော့ဖျက်ပြောတယ်မဟုတ်ဘူးတဲ့နောက်နှစ်2000မှာငါပဲယနေ့မှာပဲငါပေးမယ်During 24 hour ထဲမှာယနေ့မှာပဲဒီနေ့နေမဝင်ခင်မှာပဲဂျေဇုတော်ဟာမင်းနှစ်2000မှာတောင်းတတဲ့အဖြေစုကိုဒီနေ့မှာပဲပြည့်စေမယ်ဟာလေလုယာ2029မှာသင်ရမယ်လို့မျှော်တဲ့ဟာတွေဒီနေ့ရပါစေနောက်10နှစ်မှာရမယ်လို့မျှော်လင့်တာတွေဒီနေ့ရပါစေဟာလေလုယာဂျေဇုတော်ကသင်လိုချင်တာတဲ့သင်မြန်ချင်တာတဲ့ပို့အလုပ်လုပ်ချင်တဲ့ဘုရားအာမင်ထူလာရင်တိုးရကွာဂျေဇုတော်ပုံမြန်တယ်ပြောဂျေဇုတော်ပုံမြန်တယ်ဒီတပြောဂျေဇုတော်ပုံမြန်တယ်အာမင်ကျွန်တော်ဒီနေ့ဒီမှာရှေ့တယောက်ချင်းစီလိုက်ဂျွန်လာမှာကျွန်တော်မငြင်းကုန်မလို့ပါတယ်ခင်ဗျားတို့အားပေးတာပဲမဟုတ်တင်းုံစီကတယောက်နေနဲ့အပြင်းပြေကြမ်းကြက်တစ်ပုတ်နှစ်30မှုတော်ဆောင်တယ်လူတွေကျင့်တတ်ဖို့ motivation ဟောလို့အများကြီးရတယ်အများကြီးရတယ်ဟာကျွန်တော်နေမကောင်းဘူးဗျာဒီတစ်ပတ်မဟောတော့ဘူးဆိုပြီးအကြောင်းပြပြီးအဲ့ရပါမှာစေးတောက်ပြီးအိတ်လို့ရတယ်ဒါပေမဲ့ဒီ prophetic ကို miss မဖြစ်စေချင်ဘူးအာမင်ဖျားသခင်ပြောခိုင်းတဲ့ဒီ prophetic ကိုသင်ကို miss မဖြစ်စေချင်အာမင်ဂျွန်တလအလုံးအတွက်ဒီ prophetic ကိုသင်ဘဝမှာရစေချင်တယ်အာမင်ယေရှုတော်ကသင်ထင်ထားတာတဲ့သင်ဆုတောင်းတာတဲ့ပုံမြန်တယ်အာမင်ဂျွန်လမှာပုံမြန်လိမ့်မယ်အာမင်ပိုကြီးလိမ့်မယ်ပိုကောင်းလိမ့်မယ်ဟာလေလုယာပြောပါအောင်ပိုကောင်းလိမ့်မယ်ပိုကြီးလိမ့်မယ်ဟာလေလုယာရေးကြည့်တာပါလေယေရှုတော်